ပြီ အခုထမင်းစားပြီးပြန်လာတော့ဆိုင်ရနေပြီးတော့ထမင်းဆိုင်ရနေပြီးတော့ဟိုဟာလေဒီလက်ဆောင်ပေးလိုက်တာ blind box လေးပေါ့အဲ့တော့ထပ်ဖောက်ရအောင်မယ်ပေါ့နော်အရန် blind box လက်ဆောင်ရအဲ့တော့ပထမနံပါတ်1ကြချင်တာဒီစိမ့်လေးဒီနှစ်ခုလဲကြိုက်တယ်အဲ့တော့အညိုနဲ့အပြာလဲနံပါတ်2ကြချင်တယ်ပေါ့အဲ့တော့အစိမ့်ကြရင်ကြအစိမ့်ကိုလိုချင်တယ်ဒီနောက်ဒုတိယအနေနဲ့ဒီနှစ်ခုတည်းတစ်ခုလိုချင်တယ်โอเคဖောက်မယ်ညာကြီးပြောတော့ဖောက်တော့မယ်ဟဲ့Okay. Oh. Blind box ကအရင်တစ်ခါပြောလို့ပဲ blind box ဖောက်ရတာမကြိုက်ဘူးဒါပေမဲ့ဖောက်ရတာများတော့ကြိုက်တယ်လို့ရှိလားငါအောက်ကအစတေးကောင်မြင်သွားကြပြီခဏလေးခဏလေးမကြည့်ဘူးငါစမကြည့်ဘူးစတေးကောင်ငါမြင်သွားပြီတခုခုနဲ့တော့တူနေရဲ့အဲ့အစတေးကောင်ငါမြင်သွားပြီစတေးကောင်ငါမြင်သွားပြီဖောက်ပြီနော်စတေးကောင်ငါမြင်နေတယ်တကြံတွင်းရတဲ့ blind box လက်ဆောင်လေးဖြစ်ပါတယ်ကျတော့ မနဲ့ရောင်လေးလားမသိဘူး ငါတို့မနဲ့ရောက်လားအစိမ့်လား ဟုတ်တယ် ရောက်တယ်ဟုတ်တယ်ဒါပေမဲ့ငါမြင်လိုက်တဲ့စတေးကအပြလား ကပ်ပြလိုက် ငါမြင်လိုက်တာအပြလို့မြင်လိုက်တာဟဲ့အစိမ့်ပဲရပြီ